စာကောင်းနေပြီနော်စာကောင်းနေပြီဒီဘက်မှာကျတော့ငပြောပင်လည်းပေါ်တယ်ဗေဒါလည်းပေါ်တယ်ဆိုတော့အခုငပြောနဲ့ဗေဒါစိုင်နီးတွေကိုကောက်ယူမှုစိုင်နီးတွေကိုကတကုန်းမှာမျှဝေပေးနေခြင်းဖြစ်ပါတယ်ငပြောပင်ကတော့ပေါ်တယ်မပေါ်တယ်တကြောတော့ငပြောပင်နေကြီးပဲလည်းခေါက်ဒါတော့ကျွန်တော်တို့ကတကုန်းမှာပေါ့နော်ငပြောပင်ပေါ်တဲ့နေရာဆိုတော့ကောက်ယူမှုကိုငပြောနဲ့ကောက်ယူမှုစိုင်နီးဗေဒါလည်းပေါ်တယ်ဗေဒါလည်းဒီနားလေးမှာဗေဒါနဲ့စိုင်နီးဒီမှာကတကုန်းမှာမျှဝေပေးနေခြင်းဖြစ်ပါတယ်ဗေဒါနဲ့တူတူပဲအောက်ဆုံးကဗေဒါခံသူတို့အောက်ဆုံးကနေငပြောစင်ပြီးသားခံယူမယ်ခံပြီးဆိုရင်ဒီကတော့နွားချီပေါ်တယ်ဆိုရင်နွားချီတည်ငွဲအိတ်2လောက်ဟိုဒီငပြောပေါ်အစင်ပြီးသားပေါ်နဲ့ခင်းပြရမှာဖြစ်ပါတယ်ဒီကတော့နွားချီမပေါ်ဘူးဆိုရင်နွားချီပါရုံတော့ဗောနော်တင်ဝက်လောက်ထည့်ပေးလေရပါတယ်ကောင်းအများကြီးပါတော့ကျွန်တော်တို့ထုတ်တယ်ပြီးတာဘယ်နှပိတ်တာကောက်ပြီးသွားပြီပိတ်တာ50နော်တပိတ်တစ်ခွက်ကောက်ပြီးသွားပြီအဲ့ဆိုဒေါ်ကြီးတော်ထွက်တာပဲဒါအလုံးတွေတော်ချောတယ်ဒီနေ့ကိုတပိတ်တာလောက်တော့ရမှာထင်တယ်နော်လုံးကြီးတွေအဲ့ဆိုမစိုးဘူးလေဒေါ်ကြီးဒါငပြောနဲ့စိုက်တဲ့ပေါင်လေးဖြစ်ပါနော်ဒါစပြီးတော့ကတကုန်းမှာစိုက်ထားတဲ့မှုပေါင်လေးဖြစ်ပါတယ်အလုံးတွေကြီးပဲအလုံးတွေကျုံချောတယ်ဟုတ်ဝါကောက်လို့ရပြီတပိတ်တော့ရပြီဒါတပေါင်နဲ့စိုက်ထားတာတပိတ်တစ်ခွက်ကောက်ပြီဒီနေ့တပိတ်သားဆို2ပိတ်တစ်ခွက်တော့ရပြီနော်ဒါကိုဆက်ထွက်အောင်ပါဒါတွေကဒါဖြစ်မှဟာတယ်ပေါ့နော်ဟုတ်ဒါတော့ကျွန်တော်တို့ဒါစောင်းရသည်ပေါ့နော်စောင်းရသည်ကိုဒီနေ့12လပိုင်းနော်တချို့ကဒီဇင်ဘာအေးတဲ့လမှာစိုက်လို့ရလာမေးနေတာနော်ရပါတယ်နော်ခုနပြောလို့အေးတာကိုကျွန်တော်ပူအောင်လုပ်ပြီးအဆင်ပြေတယ်ပေါ့ညာပိုင်းအေးတယ်ဆိုရင်အနွေးတဲ့လေးရအောင်ဒီကောက်ရွေးလေးအုပ်ပြီးအဆင်ပြေတယ်နော်โอเคဒါတော့ကျွန်တော်ကတကုန်းရွာမှာစိုက်ထားခြင်းဖြစ်ပါတယ်